ရွှေတကုံစေတီတော်ကြီးရဲ့မြေအောက်ထဲမှာတကယ်ပဲဘာတွေရှိနေတာလဲလူသားတွေဝင်ဖို့မဖြစ်နိုင်တဲ့လှုပ်ဝက်ဆန်းကျယ်မြေအောက်ကဘာကြီးနဲ့ပတ်သက်ပြီးတော့တကဘာလုံးကသိပ္ပံပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေကယနေ့တိုင်ဘာကြောင့်အဖြေရှာမရပဲခေါင်းစားနေရတာလဲစေတီတော်ကြီးရဲ့အောက်ခြေတဲထဲမှာတကယ်ကိုအလိုလျောက်လဲပတ်နေတဲ့ကြောက်မက်ဖွယ်ဟာရဟတ်ဓာတ်ဆက်တွေနဲ့အေယာမမြေအောက်ကြောင်နှန်းတော်ကြီးရှိနေတာဘာကြောင့်ရှေ့ခေတ်မှတ်တမ်းတွေမှာမြေအောက်ကိုဆင်းသွားတဲ့လှိုင်ကောင်းဝတွေကြောင့်ထဲသွင်းဖော်ပြခဲ့ပြီးတော့ကဲအဆက်ဆက်တွေလူမသိအောင်လို့အုတ်တိုင်းတွေနဲ့စနစ်တကျပြန်လည်ပြီးတော့ပိတ်ဆို့ခဲ့ကြတာဘီရှာစစ်သားတွေကလည်းလှိုင်ကောင်းတွေကိုစူးစမ်းမှုဝင်ရောက်ခဲ့စဉ်အောင်ဘလို့ခြောက်ကြားပေါ်ရဖြစ်အစမ်းတွေကြောင့်အကြောက်လန့်တရားနဲ့နောက်ဆုတ်ခဲ့ကြရတာငလင်းတန်းတွေကိုအကြိမ်ကြိမ်ခံခဲ့ရပေမဲ့လည်းအောက်ခြေကမဟာထာဝနာတိုက်ကြီးကဘာကြောင့်လုံးဝပြိုကျမသွားပဲကြံ့ကြံ့ခံနေရတာခေတ်ပေါ်ရေဒါဆက်တွေနဲ့တိုင်းနာခဲ့စဉ်မှာလည်းဘလို့ထူးခြားတဲ့အခေါင်းပွားနေရာတွေကိုတွေးရှိခဲ့ရတာဒါတွေအားလုံးရဲ့နောက်ွယ်မှာဘယ်သူမှမပြောပြရသေးတဲ့လှုပ်ဝက်ချက်နဲ့အမှန်တရားတွေကိုဆက်လက်ဖော်ထုတ်လိုက်ရအောင်ဗျာကျွန်တော်တို့မြင်တွေ့နေရတဲ့ညံတော်အမြင့်326ပေရှိတဲ့ဒီအံ့ဘွယ်ဇေဒီယော်ကြီးရဲ့မြေအောက်မှာဘာတွေရှိနေမလဲဆိုတာကိုမိတ်ဆွေတို့စဉ်းစားဖို့ကြပါဗျ။သမိုင်းမှတ်တမ်းအချို့နဲ့ဒဏ္ဍာရီရဇေဒီယော်ကြီးရဲ့အောက်ခြေဟာပကံခေတ်အင်းဝခေတ်ကလေးကတည်ရှိခဲ့တဲ့လူသားတွေဝင်ရောက်ဖို့မဖြစ်နိုင်တဲ့လှိုးဝက်လှိုင်ကောင်းနှက်ကြီးတွေရှိတယ်။ပြီးတော့အဲ့ဒီလှိုင်ကောင်းတွေရဲ့အစုံမှာကမ္ဘာတန်ဖိုးမဖြစ်နိုင်တဲ့ယရနာတွေနဲ့ဘုရားရှင်လေးစုရဲ့တက်ရှိထင်ရှားဇန်တော်မြတ်တွေကိန်းဝေးရာမဟာထာဝနာတိုက်ကြီးရှိနေတယ်လို့ဆိုကြပါတယ်။ဒီကနေ့ဒီဗီဒီယိုထဲမှာတော့သိပ္ပံပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေရဲ့ဝိဇ္ဇာဒဏ္ဍာရီတွေအကြားမှာယနေ့တိုင်ဘေးကြီးဖြစ်နေတဲ့ရွှေတကုံစေတီတော်မြတ်ကြီးရဲ့မြေအောက်ကဘာအမှန်တရားကိုတွားကြည့်လိုက်အောင်ဗျာ။ရန်ကုန်မြို့ရဲ့ကောင်းကင်ယံမှာရွှေအစင်းနဲ့ဝင်းပနေတဲ့ရွှေတကုံစေတီတော်မြတ်ကြီးရဲ့အောက်ခြေမိုင်ပေါင်းများစွာအနက်မှာလူသားတွေခြေချဖို့မဖြစ်နိုင်တဲ့လှုပ်ဝက်ဆန်းကျင်မြေအောက်ကဘာတစ်ခုရှိနေပြီးတော့ရှေးလူကြီးတွေရဲ့အဆိုအရရွှေတကုံရင်မြင်တော်ရဲ့အနောက်ဘက်တောင်ဒါမှမဟုတ်ရာဟုနဲ့စနေတောင်အချို့နေရာတွေမှာရှေးခေတ်ကမြေအောက်ကိုဆင်းသွားတဲ့လိုင်းကောင်းဝတွေထင်ရှားရှိခဲ့ဘူးတယ်ဆိုပြီးတော့ပြောကြပါတယ်ခေတ်ဆက်ဆက်မှာတော့ဘာသာရေးဆိုင်ရာထိမ့်သိမ့်မှုတွေကြောင့်ဒီလိုင်ကောင်းဝတွေကိုအုတ်တိုင်းတွေနဲ့စနစ်တကျပိတ်ဆို့ထားခဲ့ကြတယ်လို့လည်းဆိုပါတယ်။လိုင်ကောင်းတွေကိုရောက်သွားရင်လမ်းကတက်တဲ့မဟုတ်ဘဲနဲ့ဘယ်ညာလမ်းခွဲပေါင်းများစွာရှိတဲ့ဝင်ကဘာကြီးလိုတိဆောက်ထားပြီးတော့လောကီပညာရက်တွေရဒီလမ်းကိုအဝိဇ္ဇာလမ်းနဲ့ဝိဇ္ဇာလမ်းဆိုပြီးတော့ခေါ်ကြပါတယ်။စိတ်တက်မဖြူစင်တဲ့သူဒါမှမဟုတ်ယနာလောဘဇောနဲ့လမ်းမဝင်ပြီးတဲ့သူတွေကလမ်းပြောက်ပြီးတော့ဘယ်တော့မှပြန်ထွက်မရတော့ပဲလိုင်ကောင်းထဲမှာနေအသက်ပြောက်ကြရတယ်လို့ယုံကြည်ကြပါတယ်ဘီရှာတို့မြန်မာနိုင်ငံကိုသိမ့်ပိုက်စင်ကလည်းရွှေတကုံစေတီတော်မြတ်ကြီးရဲ့အောက်ခြေကိုစူးစမ်းမှုသူတင်နာလုပ်ပြီးတော့လိုင်ကောင်းထဲဝင်မှုစူးစမ်းခဲ့ကြပေမဲ့လိုင်ကောင်းထဲကိုနက်နက်ဝင်လေအောက်ဆီဂျင်ကလုံးဝပြတ်လက်လာတာနဲ့နားမလည်နိုင်တဲ့ခြောက်ခြားပေါ်ရဖြစ်ရက်တွေကြောင့်ကြောက်လန့်ကြားနဲ့ပြန်ဆုတ်ခဲ့ရတဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်ရွှေတကုံစေတီတော်ကြီးရဲ့အဓိကလှုပ်ဝက်ချက်ကတော့ဒီကမ္ဘာလောကမှာပွင့်တော်မူပြီးသမျှဘုရားရှင်တွေဖြစ်တဲ့ကကုတန်ဘုရားရှင်ရဲ့တောင်မွေးတော်ကောဏဂုံဘုရားရှင်ရဲ့ရေစက်တော်ကတ္တပဘုရားရှင်ရဲ့ရေတနုတ်သင်္ကန်းတော်နဲ့ဂေါတမဘုရားရှင်ရဲ့တတ်တော်ထင်ရှားစံတော်မြတ်ရှစ်စုဟာတနေရာထဲမှာကိန်းဝတ်နေခြင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဥက္ကလာပမင်းကြီးကစံတော်မြတ်တွေကိုဌာပနာဖို့အတွက်မြေအောက်မှာလူတရက်ကျော်နက်ရှိတဲ့အေယာမကြောက်တိုင်ကြီးကိုတီးဆောက်ကစံတော်မြတ်တွေကိုဂတိပါအုတ်ဂူတွေနဲ့အဆင့်ဆင့်မြုပ်နှံပူဇော်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပကံမင်းတွေစင်ပြူရှင်မင်းဟန္တာဝရီရှင်စောပုနဲ့ဓမ္မစတိမင်းတို့လိုခေတ်အဆက်ဆက်ကဘုရင်တွေကဘုရားကြီးကိုပြုပြင်မွမ်းမံတိုင်းမိမိတို့ရဲ့တရက်ဖူတွေအရေးသွင်းမြင့်ဗရံများနီလာစိန်တွေနဲ့ရွှေတုံးရွှေခဲတွေကိုဒီမြေအောက်ဌာပနာတိုက်တဲ့ကိုထပ်မံထဲသွင်းပူဇော်ခဲ့ကြပါတယ်လက်ရှိအချိန်မှာတော့ကမ္ဘာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေတောင်ပုံရာပုံရှိနေတယ်လို့အဆိုရှိပြီးဌာပနာတိုက်တက်တဲ့မရောက်ခင်လှိုင်ကောင်းလမ်းကြောင်းတွေမှာတော့လောဘသားတွေဝင်ရောက်ခိုးယူခြင်းမပြုနိုင်အောင်ရှေးခေတ်ပညာရှိတွေရဲ့နတ်ပြမာတွေကအလိုလျောက်လေပတ်ညှက်ဆွဲနေတဲ့ကြောက်မဖွယ်ရဟတ်ဓာတ်ဇက်တွေမျက်စိဝေစေတဲ့မှန်ဇက်တွေနဲ့အဆောင်လျှောက်ပြုတ်လုထားတယ်လို့ယုံကြည်ကြပါတယ်။ဒါတွေမကသေးပါဘူး။ဒီလိုင်ကောင်းနှက်ကြီးတွေထဲမှာဇန်တော်မြတ်တွေကိုပြုစုစောင့်ကြပ်ဖို့အတွက်ကိုတန်တိတ်ထံပြုထားတဲ့ဘောဓိသက်နဂါးကြီးတွေရှိနေတယ်လို့ဆိုကြပါတယ်။မတန်ရှင်းတဲ့စိတ်နဲ့လာတဲ့သူတွေဟာအေယာမအရေးကြီးတွေပြက6လက်မောင်းထုတ်တတ်တယ်လို့အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ပြီးတော့တစ္ဆာဒိဋ္ဌံဖြင့်တရားကျင့်ကြံနေကြတဲ့ဝိဇ္ဇာတွေဇော်ကြီးတွေရှိနေပြီးဘုရားကြီးကိုအမြဲမပြတ်သွားရောက်ပူဇော်နေကြတယ်ဆိုတဲ့လှုပ်ဝက်ဆန်းကျင်ယုံကြည်မှုတွေလည်းဒွန်တွဲနေကြပါတယ်။ရွှေတကုံစေတီတော်ကြီးရဲ့မြေအောက်မှာလှိုင်ကောင်းနေနဲ့ဌာပနာတိုက်ကဘလို့ပုံစံမျိုးရှိနေမလဲဆိုတာမျက်စိထဲကော့ကော့ကွင်းမြင်သာသွားအောင်ပြောပြပေးပါမယ်ဗျ။
မြေပြင်ပေါ်ကနေစပြီးတော့စိတ်ကူးနဲ့ငုံကြည့်လိုက်မယ်ဆိုရင်ရွှေတကုံရေမြင်တော်ရဲ့အောက်ခြေတက်တဲ့မှာအေယာမမြေရောက်မြို့တော်ကြီးတစ်ခုလို့လှုပ်ဝက်စမ်းကြတဲ့ဘိသုကလက်ရာတွေရှိနေပါတယ်အပေါ်ရန်ကကြည့်ရင်ရိုးရိုးကြောက်ပြားတွေခင်းထားတဲ့ရေမြင်တော်လို့ထင်ရပေမဲ့အနောက်ဘက်ဒေါင်းတွေနဲ့အချို့သောအဆောင်ရှောက်နှက်ရုပ်တွေရဲ့နောက်ကွယ်မှာမြေရောက်ထဲကို cube ပတ်ပုံစံအောက်ဘက်ဆင်းသွားတဲ့ရှေးအောင်အုပ်လေကလှိုင်ကောင်းဝါတွေရှိနေပါတယ်ဒီလှိုင်ကောင်းတွေကိုခြေချလိုက်တာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာမောင်မဲပြီးတော့အေးစိမ့်သွားတာရှေးခေတ်အုံနေခဲတွေကြောက်တုံးတွေနဲ့တေချာစီဆောက်လုပ်ထားတဲ့လှိုင်ကောင်းနေရံတွေကိုမြင်တွေ့ရမှာပါလမ်းကြောင်းဟာတက်တက်သွားတာမျိုးမဟုတ်ဘဲနဲ့ဘယ်ညာအကွေ့ကောက်တွေလမ်းကွဲပေါင်းများစွာနဲ့ကြီးလိုက်ရင်ဝင်ကမာအင်ကြီးတစ်ခုလိုရှုပ်ထွေးနေပါတယ်လမ်းမဝင်ပြီးရင်အပြင်ပြန်ထွက်ဖို့လမ်းပြောက်သွားနိုင်တဲ့အဝိဇ္ဇာလမ်းတွေနဲ့တန်ရှင်းတဲ့စိတ်ရှိမှအဓိကနေရာကိုရောက်နိုင်မဲ့ဝိဇ္ဇာလမ်းဆိုပြီးလမ်းကွဲတွေပင့်ကွင်လိုဖြာထွက်နေပါတယ်လှိုင်ကောင်းတွေကိုနက်နက်ဝင်သွားလေတို့ကပါလွာလာပြီးတော့မီးတုပ်တွေတောင်မှမတောက်နိုင်တော့တဲ့အခြေအနေမျိုးရှိပါတယ်အောက်ဆီဂျင်ကနည်းသွားပြီးတော့မှောင်မိုက်မှုမျိုးဖြစ်လာပါတယ်ဒီဝင်ကဘာလှိုင်ကောင်းတွေရဲ့အဆုံးမှာမြေရောက်အနက်ကြီးထဲမှာတော့ဘိုးချက်မှဖြစ်တဲ့မဟာထာဝနာတိုက်ကြီးတည်ရှိနေပါတယ်ဒါဟာရိုးရိုးတစ်တာအသေးစားလေးမဟုတ်ပဲနဲ့လူတရက်ကြော်မြင့်ပြီးတော့ခိုင်ခံလွန်းတဲ့ကြောင်လုံးကြီးတွေနဲ့အကွက်ကြစီရင်ထုစစ်ထားတဲ့အေယာမကြောင်နှန်းတော်ကြီးတစ်ခုလိုရှိနေတာပါဒီကြောက်တိုင်ကြီးရဲ့အလဲဖို့တက်တက်မှာဖျားရှင်လေးစုရဲ့တတ်တော်ထင်ရှားအမွေနှစ်တွေဖြစ်တဲ့တောင်မွေးတော်ရေစစ်တော်သင်္ကန်းတော်နဲ့တောက်ပတဲ့ရောင်ကြီးတော်တွေဖြာထွက်နေတယ်မြတ်ဂေါရမမြတ်စွာဘုရားရှင်ရဲ့စံတော်ရှစ်စုတို့ပဲဖြစ်ပါတယ်ဒီဌာပနာပစ္စည်းတွေကိုဂရိဘာအုပ်ကူတွေနဲ့ရွှေကျုပ်ငွေကျုပ်တွေနဲ့အဆင့်ဆင့်အလဲမှာထီးကျက်မလို့အမြင့်မြတ်ဆုံးအမြတ်နိုးဆုံးထည့်သွင်းပူဇော်ထားတာပါဒီစံတော်မြတ်တွေရဲ့ပတ်လေကြောက်တိုက်အတွင်းမှာတော့ခေဆက်ဆက်ဘရင်တွေမိဖုရားတွေလှူဒန်းခဲ့ကြတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေဂိုရောင်ကြီးတစ်ခုလိုတောင်ပုံရာပုံရှိနေပါတယ်သွေးချင်းချင်းหนีရဲနေတဲ့ဗရမ ्या လုံးကြီးတွေစိမ့်မြမြနီလာကြောက်တွေလင်းလက်နေတဲ့စိန်တွေနဲ့ရေကြိုပြီးသားရွှေတုံးရွှေခဲကြီးတွေကကြမ်းမြင့်ပေါ်မှာအထက်လိုက်စုပုံနေပါတယ်ဒီရတနာတိုက်ကြီးရဲ့အဝင်ဝပတ်လေလှိုင်ကောင်းလန်းတွေမှာတော့အလိုလျောက်လဲပတ်နေတဲ့ရဟတ်ဓာတ်ဇက်တွေကကာကွယ်ပေးထားပါတယ်ဒါဟာမျက်စိနဲ့မြင်အောင်ပြောရရင်စက်ရန်ရားကြီးတွေလိုကြီးမားထက်မြက်တဲ့တံမဏိဓာသားကြီးတွေကလိုင်ကောင်းလန်းကိုပိတ်ပြီးတော့တဝီဝီနဲ့အဆက်မပြတ်လဲပတ်နေတာမျိုးပါဘေးနားမှာလည်းအလင်းပြန်ပြီးတော့မျက်စိတွေကိုဝေဝါးစေတဲ့မှန်ဆက်တွေရှိနေပါတယ်ဒါအပြင်ဒီမှောင်မဲတဲ့လှိုင်ကောင်းတောင်းတွေထဲမှာအေယာမအကြေးကုန်ကြီးတွေနဲ့ငိမ်သက်စွာခွေးကောက်ပြီးဌာပနာတိုက်ကိုမျက်တောင်မခတ်စောင့်ကြည့်နေတဲ့လောကပါလနဂါးကြီးတွေရဲ့အရေးရောင်တွေအဋိဋ္ဌံဝင်တဲ့ဝိဇ္ဇာတွေရဲ့တည်ငြိမ်မှုနဲ့ဆွမ်းအားတွေပေါင်းဆက်ပြီးဒီမြေအောက်ကဘာကြီးကိုရဲရဲတောက်တဘိုးအရှိန်ဝါတွေထိတ်လန့်စူးစမ်းကျင်စရာတွေနဲ့ပြည့်နှက်နေအောင်ဝန်းရံထားတဲ့ပုံစံမျိုးရှိနေတာဖြစ်ပါတယ်။သမိုင်းတစ်လျှောက်မှာရန်ကုန်မြို့ဟာပြင်းထန်တဲ့ငလင်းတန်းတွေကိုအကြိမ်ကြိမ်ခံခဲ့ရပြီးတော့ရွှေတကုံဇေဒီတော်ကြီးရဲ့အထက်ပိုင်းတွေပြိုကျပျက်စီးခဲ့ဘူးပေမဲ့အောက်ခြေမြေအောက်ဌာပနာတိုက်ကြီးကတော့လုံးဝရွေလျားခြင်းမရှိပဲယနေ့တိုင်ကြံ့ကြံ့ခိုင်မြဲနေတာဟာရှေးခေတ်မြန်မာတို့ရဲ့အမခန့်မြေအောက်ဝိတုကာနဲ့အင်ဂျင်နီယာအတတ်ပညာကြောင့်ဖြစ်ပြီးခေတ်သစ်ကာလမှာပညာရှိတွေမြေအောက်လှိုင်ကောင်းတိုင်းဆက်တွေနဲ့စမ်းသပ်စစ်ဆေးခဲ့ရမှာတော့ဇေဒီတော်ကြီးရဲ့အောက်ခြေမြေအောက်ထဲမှာပုံမှန်မဟုတ်တဲ့လှိုင်ကောင်းတစ်ဖွဲ့အခေါင်းပွားနေရာတွေနဲ့ထူးခြားတဲ့တိဆောက်ပုံအဆောက်အအုံရှိနေကြောင်းသိပ္ပံနည်းကျအရေးအယောင်တွေတွေ့ရှိခဲ့ရပါတယ်။သို့ပေမဲ့လည်းဘာသာရေးဆိုင်ရာအထွတ်မြတ်ဖြစ်တာကြောင့်ယဉ်ကျေးမှုအမွေနှစ်တွေကိုထိန်းသိမ်းမှုအတွက်ပါဒီနေရာကိုလုံးဝတူးဖော်ခွင့်မပြုပဲဒီအတိုင်းပဲထိမ့်သိမ်းထားရှိတာပါရွှေကုံစီရောမြက်ကြီးရဲ့မြေအောက်လိုင်ကောင်းတွေနဲ့မဟာထာပနာတိုက်ကြီးအကြောင်းဟာဒဏ္ဍာရီပဲဖြစ်ဖြစ်အမှန်တရားပဲဖြစ်ဖြစ်တခုကတော့လုံးဝသေချာတာကတော့ဒီစီရောကြီးဟာမြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာယုံကြည်မှုတွေကိန်းဝေရာနေရာဖြစ်တယ်လို့ကမ္ဘာပေါ်မှာအစမ်းကျယ်ဆုံးနဲ့ပြီးသူကအလှပဆုံးသမိုင်းဝင်အမွေနှစ်ကြီးတစ်ခုဖြစ်ယနေ့တိုင်မော်ကွန်းတင်ရှိနေသေးပဲဖြစ်ပါတယ်ဗျာ